အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့မှာတော့ flow ကနေကျင်းပတဲ့အန်ကယ်တန်းနိုင်ရဲ့ one night only show ပွဲလေးကိုရန်ကုန်မြို့မှာရှိတဲ့ Hexagon Complex မှာတွားရောက်ကြည့်ရှုခဲ့တာလေးကို sharing လုပ်ပေးချင်ပါတယ်ခင်ဗျာ show ပွဲလေးကို9နာရီမှာစတင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့၄ခွဲလောက်မှာတော့ရောက်ရှိခဲ့ပါတယ်ပွဲလေးကိုအဝင်မှာတော့အန်ကယ်တန်းနိုင်ရဲ့ memory ပုံလေးတွေကိုတွေ့ရပြီးပွဲတစ်ကက်လေးတွေကို QR scan ဖတ်ပြီးအဝင်ဝမှာပဲထုတ်ခဲ့လိုက်ပါတယ်ကဲကျွန်တော်တို့ပွဲတွေကိုဝင်ကြည့်ရအောင်ဘယ်လိုနေနိုင်လဲဝါဆူရမ်အပြာစာပုံပါပဲဒီကဆိုဘွားငါလေးရရဲ့စီရဲ့ဒီဩဂတ်17ရက်နေ့မှာသူက90နဲ့6နဲ့ပြည့်ရတယ် ပွဲရဲ့အစကိုတော့အန်ကယ် play point တန်းနိုင်ကနေပြီးတော့ညမွေးပန်းတချင်းလေးနဲ့စဖွင့်လိုက်ပြီးလိုင်းနဲ့ဆိုတော်များအနေနဲ့ထပ်ထပ်ပလဲတချင်တော့မဟုတ်ပါဘူးကျွန်တော်2024ခုနှစ်တုန်းကလာဦးချကောင်ဖြိုးကြီးစောပိုင်ရီဟန်မိခလာထွင်ဒရာဘူကြော်များတချင်းဟာဒီရောင်ဘောကယူလာပေးတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီရောင်ဝင်ဒီရောင်ထုတ်ပြပါပါမျိုးကြီးဒီဖြူရင်းကိုนี่ထိုတိုက10နာရီမှာရှိုးပွဲလေးကိုအဆုံးသတ်ခဲ့ပါတယ်ကျွန်တော်အနေနဲ့အန်ကယ်တန်းနိုင်တချင်းတော်တော်များများကိုကျွန်တော်တို့ခင်နဲ့မမီခဲ့ပေမဲ့တချင်းတော်တော်များများကအနှစ်တွေကြီးပဲဆိုတာတော့အမှန်ပါပဲဒီနေ့တော့ retro vibe လေးကိုဒီမှာပဲအဆုံးသတ်ပြီးကဲဒါဆိုရင်တော့နောက် vlog တွေမှာပြန်လည်ဆုံတွေ့ကြရအောင်